အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အခုလိုမျိုးနူးညံ့အီးဆန်နေတဲ့ယူရီးယားသားလုံးလူချင်းလွှတ်ပြမှာဖြစ်ပါတယ်အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ငါးချင်းနဲ့ပစုံကို30သားစီသုံးထားပါတယ်ပထမဦးစွာကြိတ်ဆက်ထဲကိုငါးချင်းနဲ့ပစုံထည့်ပါမယ်ပြီးရင်တော့ကုန်းမုံနှစုံငရုတ်ကောင်းမုံကျုပ်အကာတစ်လုံးနဲ့ကျက်သွန်ဖြူချင်းထောင်းထားတာထည့်ပါမယ်အရသာအတွက်စားနှင်းငယ်တခြားနဲ့ကြက်သားမုတ်ထည့်ပါမယ်ရေခဲလေးနှင်းငယ်လေးထည့်ပေးထားပါတယ်ရှင်ပြီးရင်တော့အားလုံးကိုရောကြိတ်ပါမယ်ရှင်အသားချိတ်ဖို့ပြင်ဆင်နေချိန်မှာရေနွေးကိုတည်ထားပါတယ်။ကဲအသားလုံးလေးတွေစပြုတ်ပါမယ်ရှင်။ပေါ့ပေါ့ဆူနေတဲ့ထိန်ပြုတ်ရပါဘူးနော်။စူပီသားရေနွေးတွေကိုမိပိတ်ပြီးတော့မှထည့်ပေးရပါမယ်။အသားလုံးလေးတွေရေပေါ်လာရင်တော့ဆဲပြီးတော့ရေခဲထဲထည့်ဆင်ပေးရပါမယ်။10မိနစ်ခန့်ဆင်ထားပေးပါမယ်ရှင်။10မိနစ်ခန့်ဆင်ထားပေးပြီးတော့အရသာအရန်ရှိတဲ့ယူရီးယားသားလုံးလူချင်းလေးရလာပါပြီရှင်။ဒီတိုင်းလေးပဲကြော်စားမလားခောက်ဆွဲတဲ့ထည့်ပြုတ်စားမလားမာလာရှန်ခေါက်တဲ့ထည့်စားမလားစိတ်တိုင်းကြစားနိုင်ပါတယ်ရှင်။တရားသာအရန်ရှိပြီးလွယ်ကူကမိုးလိုက်လုပ်ကြည့်ကြပါအောင်နော်။အဆုံးလေးကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။